ဘရာဇီးဝိုင်ကွင်းလယ်လူကက်စမက်ရိုဟာရာသီကုန်ကြရင်အသင်းနဲ့လမ်းခွဲတော်မှာဖြစ်တယ်လို့မန်ချက်စတာယူနိုက်တက်အသင်းကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။အသက်33နှစ်အရွယ်ရှိပြီဖြစ်သူကက်စမက်ရိုဟာ2022ခုနှစ်နွေရာသီတုန်းကရီယယ်ကနေယူနိုက်တက်ကိုပေါင်သန်း80နဲ့ပြောင်းရွှေ့ခဲ့ပြီးအသင်းတို့ပွဲပေါင်း146ပွဲကစား22ဂိုးသွင်းဂိုးဖန်နေမှုစုစုံညီပြုလုပ်ခဲ့သလိုစူဖလားအောင်မြင်မှုအဖြစ်လီဖလား FA ဖလားတွေရရှိခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာကက်စမက်ရိုနဲ့၄နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးအဲ့ဒီစာချုပ်ကဒီရာသီကုန်ကြရင်တက်တန်းပြည့်မှာဖြစ်သလိုစာချုပ်ထဲမှာနောက်ထပ်12လတက်တန်းတိုးဖို့သဘောတူညီချက်ပါဝင်ပေမဲ့ယူနိုက်တက်ဘက်ကအဲ့ဒီချက်ကိုအကောင့်ထဲပေါ်မှာမဟုတ်တော့ပါဘူး။ယူနိုက်တက်အသင်းဟာလာမယ့်နွေရာသီကြရင်ကွင်းလယ်ကိုအားပြေဖို့စီစဉ်ထားတာကြောင့်ကက်စမက်ရိုနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ယူနိုက်တက်အသင်းကကက်စမက်ရိုဟာစာချုပ်တန်တန်ကုန်ဆုံးမဲ့နွေရာသီကြရင်ယူနိုက်တက်ကနေထွက်ခွာတော့မှာဖြစ်ပါတယ်။ဂန်နဝင်ကွင်းလယ်လူကက်စမက်ရိုဟာအသင်းမှာ4ရာသီကြာကစားခဲ့ပြီး146ပွဲကစား22ဂိုးသွင်းနိုင်ခဲ့ပါတယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ကက်စမက်ရိုကလည်းခန္ဓာလှပတဲ့အိုးထရဖို့ကွင်းထဲကိုခြေချခွင့်ရတဲ့ပထမဆုံးနေခဲ့တဲ့ကဒီကွင်းရဲ့စွမ်းအားယူနိုက်တက်ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာတွေကိုကျွန်တော်ခံစားမိခဲ့ပါတယ်။အခုအချိန်ကနှုတ်ဆက်စကားပြောရမယ့်ချိန်မရောက်သေးပါဘူး။နောက်ထပ်4လတွင်အမှတ်ရစရာတွေအများကြီးဖန်တီးဖို့အချိန်ရှိပါသေးတယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်ကက်စမက်ရိုဟာယူနိုက်တက်ကနေထွက်ခွာတော့မယ်ဆိုတဲ့အကြောင်းကို Instagram မှာ post တင်ပြီးတော့ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။ကက်စမက်ရိုဟာပြီးခဲ့တဲ့ရာသီကရုန်းကန်ခဲ့ရပေမဲ့ဒီရာသီမှာတော့တကြော့ပြန်ခြေစွမ်းပြနေပြီးအမော်ရင်ဖလက်ချာနဲ့အခုကာရီတိုလက်ထက်မှာအဓိကကွင်းလယ်လူဖြစ်ပါဝင်ကစားဝင်ရရှိနေပါတယ်။